physics မှာအမှခိုးသွားတဲ့အမှား၅မျိုးကိုတိုင်အောင် IGCSE physics မှာဒီလိုအမှားတွေကိုသုံးမိနေသေးလားပထမဆုံးတစ်ခုကတော့ calculator ရဲ့အဖြေကိုအကုန်လုံးကူးရရပဲဖြစ်ပါတယ်ကျွန်တော်တို့မေးခွန်းမှာ significant figure ပေးထားရဆိုရင်ပေးထားတဲ့အတိုင်းဖြတ်ဖို့လိုပြီးတော့မပေးထားဘူးဆိုရင်တော့2 significant figure အထိဖြတ်ပေးဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုရင် marking scheme မှာအများစုပါတဲ့ဟာတွေက2 significant figure အထိပဲဖြစ်ပြီးတော့မှအဲ့ဒီမဖြတ်ဘူးဆိုရင်အောက်ပိုင်း calculation တွေမှာဒါအမှားတွေဖြစ်နိုင်ပါတယ်နံပါတ်1ကတော့ unit တွေခြံခဲ့တာဖြစ်ပါတယ် physics မှာ unit ဆိုတာအရင်ရေးကြည့်ပါတယ်ဥပမာကျွန်တော်50ပဲထားပါဆို50 apples လား50 newtons လား50ပါလဲမသေးချာမရဖြစ်တတ်ပါတယ်ဒါကြောင့်ကိုရခဲ့တဲ့အဖြေတိုင်းရဲ့နောက်မှာ unit ကိုမဖြစ်မနေထည့်ပေးဖို့လိုပါတယ်နံပါတ်3အချက်ကတော့ကျွန်တော် vector နဲ့ scalar quantity တွေကိုရောထွေးတာဖြစ်ပါတယ်ဥပမာ acceleration တို့ force တို့ velocity တို့ဆိုတာက vector quantity ဖြစ်ပါတယ်သူတို့မှာ size အပြင် direction မှာရှိပါတယ်ဒါပေမဲ့တစ်ဖက်မှာတော့ speed တို့ time တို့ mass တို့ဆိုတာကြတော့ scalar quantity ဖြစ်ပါတယ်သူတို့မှာ direction မပါဘဲနဲ့ size ပဲပါဖြစ်ပါတယ်ဒီအတွက်ကြောင့်ကျွန်တော်တို့က vector ပု္ပ္ပစာတွေမှာ direction ကိုထည့်သွင်းစဉ်းစားပြီးတော့မတွက်ဘူးဆိုရင်တော့ဒါရလာတဲ့အဖြေကတော့အမှန်မှမဟုတ်ပါဘူးနံပါတ်4အချက်ကတော့ကျွန်တော် gradient ပု္ပ္ပစာတွေမှာ point ကိုတိတိလေးပဲယူတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကဒီ gradient ကနေ point ယူတဲ့ကိစ္စတွေမှာကျွန်တော်တို့ယူလိုက်တဲ့ gradient 3 kan ကဒီ graph ရဲ့တဝက်ကျော်လောက်ထိကြီးဖို့လိုပါတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ point တိတိလေးလိုပဲယူမယ်ဆိုရင်တော့ကျွန်တော်တို့ဒါအမှားများပြီးတော့အဖြစ်မှာ error တွေပါတတ်ပါတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့မေးခွန်းမှာ explain လို့မေးထားတာကို formula ပဲရေးဖြည့်ပေးရဖြစ်ပါတယ်ဥပမာမေးခွန်းမှာကျွန်တော်တို့ explain တို့ describe တို့ state why တို့ပါလာပြီဆိုရင်ဒါကကိုယ့်ရဲ့ဒီ theory ကိုဘယ်လောက်ထိနားလည်လဲဆိုတာကိုကိုယ်မေးတာဖြစ်ပါတယ်အဲ့အတွက်ကြောင့် formula ကိုပဲချရေးပေးရဆိုရင်တော့ကိုကအမှတ်ပေးရမှာမဟုတ်ပါဘူးဒီလိုအမှားသေးသေးတွေကကိုယ့်ရဲ့ A star A image တွေကိုဖျက်ဆီးနိုင်ပါတယ်အဲ့အတွက်ကြောင့်တယောက်ချင်းစီလိုအပ်ချက်အလိုက် Guru site သင်ကြားပေးမယ်ဒါ expert tutor တွေနဲ့ကိုယ့်ရဲ့အမှားတွေကိုအခုပဲပြင်ဆင်လိုက်ပါအသေးစိတ်သိချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Edubridge page ကို chat box မှာ physics လို့ပို့ပြီးတော့အသေးစိတ်စုံစမ်းနိုင်ပါတယ်